အားလုံးပဲမင်္ဂလာပါဆူဇူကီစင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ညီမကတော့ဆူဇူကီကားတွေနဲ့ပတ်သက်ပြီးလာရောက်မေးမြန်းထားတဲ့မိကုံးလေးတွေကိုထပ်မံဖြေကြားပေးသွားမယ်ဝတ်မှုံပဲဖြစ်ပါရဲ့ရှင်ပထမဆုံးဗမေကုံးလေးရင်လာမလဲဆိုတာကိုကြည့်လိုက်ရအောင်နော်ပထမဆုံးမိကုံးလေးကတော့ admin Artica Smart Hybrid မှာပါတဲ့ Guide Me Live Function ကိုတောင်းတဲ့အခါကားရှင်မီတွေကအချိန်တကူရောက်ရင်အလိုလျောက်ပြန်ပိတ်ပေးပါသလားဆိုပြီးတော့ကိုမြင့်အောင်ဆိုတဲ့အကောင့်ပိုင်ရှင်ကလာမိထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါကိုမြင့်အောင်ရှင် Artica Smart Hybrid ကရဲ့ Guide Me Live Function ကိုတောင်းတဲ့အခါ setting ထဲမှာကိုရွေးချယ်ထားတဲ့ကြာချိန်တကူကိုရောက်ရင်ကားရှင်မီတွေကအလိုလျောက်ပြန်ပိတ်ပါရဲ့ရှင်။နောက်ထပ်မိကုံးလေးတစ်ခုကတော့စစ်တီရဲ့ကားတိုင်ကွက်ကနိုင်တိုက်မီလေးတင်ပေးပါဆိုပြီးတော့ကိုအေးမောင်ဆိုတဲ့ကောင်ပိုင်ရှင်ကလာမိထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါကိုရှင်စစ်တီရဲ့ကားရဲ့နိုင်ချိန်ကြီးပုံကအဆင့်ဆင့်လွတ်ဆောင်ရတာဖြစ်တဲ့အတွက်ဒီဗီဒီယိုရဲ့ comment မှာ link လေးပေးထားပါရဲ့ရှင်။ link လေးကိုနှိပ်ပြီးတော့လည်းတိုက်ရိုက်ကြည့်လို့ရပါရဲ့ရှင်။နောက်ထပ်မိကုံးလေးတစ်ခုကတော့K-Bro မှာဘယ်ဘက်ထရီအမျိုးအစားကိုအသုံးပြုထားတာလဲသိချင်ပါတယ်ဆိုပြီးတော့ကိုထူးချဆိုတဲ့ကောင်ပိုင်ရှင်ကလာမိထားတာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါကိုထူးချရှင် Suzuki K-Bro ကမှာ 38B 90L ဆိုတဲ့ဘက်ထရီအမျိုးအစားကိုအသုံးပြုထားပါရဲ့ရှင်။နောက်ထပ်မိကုံးလေးတစ်ခုကတော့ admin Artica ကမှာ Smart Key ကနေခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ကားတကားအားလုံးပွင့်နေလို့ကားတကားအားလုံးမပွင့်သွားအောင်ဘယ်လိုပြန်လုပ်ရမလဲတရားဆိုပြီးတော့ပေးချက်ပေါက်ကလာမိထားတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအကိုကြီး Smart Key ကလေ unlock တစ်ချက်နှိပ်လိုက်တာနဲ့ကားတကားအားလုံးမပွင့်သွားအောင်ကားရဲ့ setting mode ထဲမှာချိန်ပြီးလို့ရပါတယ်။ချိန်ပြီးပုံအစစ်အစင်ကိုလည်း comment မှာ link လေးပေးထားပါတယ်ရှင်။နောက်ဆုံးရေးချယ်ထားတဲ့မိကုံးလေးတစ်ခုကတော့အင်ဂျင်ဘတ်ကျိုးမကောင်းတော့ဆိုရင်ဘာတွေဖြစ်လာနိုင်တာလဲပြောပြပေးပါဆိုပြီးတော့ပေးချက်ပေါက်မှာလာမိထားတာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။အင်ဂျင်ဘတ်ကျိုးကလျော့နေတာဒါမှမဟုတ်ကောင်းမှုရှိမနေဘူးဆိုရင်ဘက်ထရီကအလုံးလောက်အားမဝင်တာအင်ဂျင်အပူလိုခဲ့တာအဲကိုမအေးရတာတွေအပြင်အင်ဂျင်ဘတ်ကျိုးကပုံမှန်ထက်ပေါ်စားလာမယ်။စားတဲ့ပြဿနာတွေလည်းနောက်ဆက်တွဲအနေနဲ့ဖြစ်လာနိုင်ပါရဲ့ရှင်။ညီမတို့ Suzuki စင်မှာ Suzuki ကားတွေနဲ့ပတ်သက်ပြီးဘ ഹു တတဖြစ်ပေါ်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေရဖြစ်ပြီးနောက်ထပ်ဘယ်လိုမိကုံးလေးတွေကိုထပ်မံဖြေကြားပေးသွားအောင်လဲဆိုတာဆက်လက်ဆောင်များအပ်ပေးကြပါအောင်ရှင်။အားလုံးပဲဘိုင်ဘိုင်